နေဝေတိုင်းရင်စီစနစ်ရက်ကွက်ခရဲမျိုးမှာရေးဆက်ပူဇော်တဲ့ခုနဝိသိဋ္ဌပူဇာ80ဘို့ထတ်တွန်တိထက်အားဂုံပြုပူဇော်ခွင့်ပြုတော်မူပါသာသနာရောက်ရှိထိန်ပြောင်းလွှမ်းပါဝရိမောင်နှံသမျှပြတုဝေသာသနာရောက်ရှိထိန်ပြောင်းလွှမ်းပါဝရိမောင်နှံသမျှပြတုဝေစိတ်ရောက်လျံပါယခုအချေဝဲလူပြည်နေကြောကြသဘင်မဟာစာအရှိအစင်သာမဟာကဝီအရှင်ပညာသားမိသာသနာအာဇာနည်ကိုကာရဝပနာချီဥညဝဲတွာသာသနာရောက်ရှိထိန်ပြောင်းလွှမ်းပါဝရိမောင်နှံသမျှပြရုဝေစိတ်ရောက်လျံပါယခုအချေဝဲလူပြည်နေကြောကြသဘင်မဟာစာရှိအစင်သာမဟာကဝီအရှင်ပညာသားမိသာသနာအာဇာနည်ကိုကာရဝပနာချီဥညဝေတွာဥညဝေတွာအရင်စပယ်တဲ့ငါသမိုင်းဝဲတင်လာစကိုင်းနဲ့တွင်မှာဆရာဆရာယရနာကိုတကားတကားမဆုံးသောခဝတွာမပြတ်အတန်ဘဝညာအထက်နှံတလွားမှာတော့ချက်တမ်းမချဒီတဲ့စီတော်တောင်းလိုက်ရာဩဝါထုံးသည်မို့ထောပနာညောရှိန်တဲ့သောဗုဒ္ဓံစာပိတကသုတ်တံပါအဘိဓမ္မာထောက်ပြန်ငါဝိနယစာပေတော်ပါသည်သာမဏေကျော်ဝေကောအပေါင်းရဲ့နဲ့ဘတ်ဆုံးကြောင်းပြီးတိုင်းကဆုံးလင်းသွားတိမအကုန်တင်ရှာအယူရနဲ့မမြအကျဲချဲမပြစေမွေမကပုံစုရတနာကိုဂုံပြူသာပါစင်နွယ်ပါလို့ပြုပါသမျှလူရောမကအဆုံးအမြဝေပါသည်သုံးဝစေရနာရွာသုံးဖြာစို့လေဝိနေယပေါင်းစုစေတနာကောင်းမှုမြေပနမြကြောင့်ပြုတသေးတီပါသည်ကနဘွေမဟေတာဒုခေါ်စို့လေလေလေ
င်းစုစေတနာကောင်းမှုမြေပရမြကြောင့်ပြုတတ်သေးတည်ပါသည်